ที่นี่สถานีวิทยุศึกษาระบบ FM ความถี่92เมกะเฮิรตซ์สวัสดีครับคุณผู้ฟังพบกับรายการภาษาพม่าโดยคุณผู้ฟังจะได้เรียนรู้ภาษาพม่าจากการสนทนาในชีวิตประจำวันระหว่างสยาแยหรือคุณครูปืนในชุดไทยพม่าพาทีสวัสดีครับผมสิทธิพรเนตรนิยมมาพบกับคุณผู้ฟังพร้อมกับอาจารย์สอนภาษาพม่าของเราคืออาจารย์แยอีกแล้วนะครับสวัสดีครับอาจารย์มิงกลาบาสวัสดีครับผมเสียสวัสดีครับผมเสียเยจอตูหรือเสียเยครับอาจารย์ครับพอเราพูดถึงเรื่องความเจ็บไข้ได้ป่วยเนี่ยมันเป็นภาวะธรรมดาของทุกคนซึ่งหลีกไม่พ้นยิ่งตอนนี้เข้าสู่ฤดูฝนด้วยเดี๋ยวอากาศหนาวเดี๋ยวอากาศร้อนนะครับเกิดอาการไม่สบายขึ้นง่ายๆส่วนใหญ่เวลาไม่สบายเนี่ยอาจารย์ไปที่ไหนบ้างครับส่วนใหญ่ผมไปโรงพยาบาลครับผมแล้วก็คลินิกหรือว่าซื้อยามาทานเองมีไหมครับถ้าว่างก็ไปโรงพยาบาลครับผมถ้าไม่ว่างก็กินยาที่บ้านเองครับผมอาจารย์มีอาการยังไงบ้างครับส่วนใหญ่ผมมีอาการปวดหัวตัวร้อนแล้วก็ปวดท้องครับผมถ้าอย่างนั้นวันนี้เราพาคุณผู้ฟังไปพบกับบทสนทนาระหว่างเด็กชายปืนกับสยาแยเมื่อต้องไปโรงพยาบาลกันบ้างดีกว่าไหมครับครับดีครับนั้นเชิญเลยครับผมครับเชิญเลยครับမင်္ဂလာပါปืนဒီနေ့ကျွန်တော်ဆေးရုံသွားမလို့ခင်ဗျားလိုက်မလားမင်္ဂလာပါခင်ဗျာဆရာလိုက်မယ်ဆရာဆရာနေမကောင်းဘူးလားခင်ဗျာနည်းနည်းလေးနေမကောင်းဖြစ်နေလို့ကိုနည်းနည်းပူလဲချောင်းနာပြီးတော့ခေါင်းကိုက်နေတာ2ရက်3ရက်လောက်ရှိပြီမပြောက်သေးဘူးကျွန်တော်တို့တွေးစေယုံအချက်မှာတွေ့ကြမယ်ခင်ဗျာရတယ်ปืน8နာရီလောက်ဆေးရုံရှိမှတွေ့မယ်နောက်ကြရင်လူများလိမ့်မယ်ဟုတ်ကဲ့ဆရာ7နာရီဆေးရုံအချက်မှာတွေ့မယ်ခင်ဗျာဟေးปืนအချိန်အတိအကျပဲနော်လာကျွန်တော်တို့အထဲဝင်ကြမယ်ဒီမှာပြည်သူစစ်စံရေးကောက်တာမင်္ဂလာပါတာဝန်ချီတူမြာခင်ဗျာကျွန်တော်ဆရာနေမကောင်းဖြစ်နေလို့ခန္ဓာကိုစစ်စေဖို့ဘာတွေ့လို့ဖို့လိုအဲ့လဲခင်ဗျာဆရာခင်ဗျာသူတို့ကပြောတယ်လူနာတွေကိုဆက်သွားပြီးတာဝန်ချီတူတွေကလူနာရဲ့ယောဂလက္ခဏာကိုမေဖို့လေကျွန်တော်ကိုရေးရဆိုရင်ဖြည့်ပြီးသားပြီးတော့လူနာကပ်ပြားလည်းရှိပြီးပြီလူမှုရေးအာမခံကပ်ပြားသုံးမယ်သွားမယ်ปืนဆရာခင်ဗျာကျွန်တော်တို့သူနာပြုဆရာမကယောဂလက္ခဏာတမိုင်ကြောင်းမေတဲ့လူနာစစ်စေတဲ့နေရာရောက်ပြီးရင်ဘာတွေ့လို့ခိုင်အောင်မလဲခင်ဗျာသူနာပြုဆရာမကယောဂလက္ခဏာကိုမေးစစ်ဆေးမှုအတွက်လုပ်ပိုင်ခွင့်တွေကိုမေးမြန်းပြီးရင်သူတို့သွေးပေါင်ချိန်မယ်အပူချိန်သွေးပေါင်ချိန်မယ်အပူချိန်တိုင်းအရက်တိုင်းကိုယ်လေးငိမ့်ချိန်မယ်ပြီးတော့သူတို့ကျွန်တော်တို့ရဲ့ကိုရေးမှတ်တမ်းမှာဖြည့်ပေးမယ်လေဒီမာလေးဆရာလူနာစစ်စေတဲ့နေရာသူနာပြုဆရာတဲ့ကျွန်တော်ဒီမှာပဲထိုင်ဆောင်နေမယ်ခင်ဗျာမင်္ဂလာပါခင်ဗျကျွန်တော်ခေါင်းကိုက်လဲချောင်းနာချောင်းဆိုးချွဲတလေးလဲရှိတယ်အဖျားရှိပြီးကိုပူနေတယ်လို့ခံစားနေရတယ်ခင်ဗျ
ဖြစ်တာ2ရက်3ရက်လောက်ရှိပြီနှာရင်လဲကြတယ်ခင်ဗျကျွန်တော်လူမှုရေးအာမခံခြင်းကိုသုံးပြီးကုမယ်ခင်ဗျ ပြီးပြီလားခင်ဗျာဆရာတွေးတိုနဲ့ကိုအပူချင်းသူတို့ပြောတာကဆရာဝန်နဲ့တွေ့ဖို့စောက်ရမယ်တဲ့သွေးတို့ကတော့ပုံမှန်ပဲဒါပေမဲ့ကိုအပူချိန်နည်းနည်းမြင့်တယ်တဲ့ကျွန်တော်ထင်တာကရာသီဥတုခဏခဏပြောင်းလဲတယ်မိုးရာသီမှာပူလိုက်အေးလိုက်ဆိုတော့ဖြတ်တတ်တယ်လေပင်လက်တတိထားအောင် สถานีวิทยุศึกษา ဆရာတုံးကင်နံပါတ်ဘယ်လောက်လဲခင်ဗျာနံပါတ်5ဟုတ်လားခင်ဗျာသူတို့ခေါ်နေပြီနံပါတ်5ရဲကျော်သူ ဩဟုတ်လားကျွန်တော်ဆရာဝန်နဲ့တားတွေ့လိုက်အောင်မယ်ခဏဆောင်တော့ပင် ပြီးသွားပြီလားခင်ဗျာဘယ်လိုနေလဲခင်ဗျာကိုနေလဲခင်ဗျာဆရာဝန်ဘာပြောသေးလဲ ဆရာဝန်ကပြောတယ်ကျွန်တော်တုတ်ကွေးဖြစ်တာသွေးလွန်တုတ်ကွေးဖြစ်မှတတိထားတဲ့ရေနွေးနွေးလေးတောက်အသီးအရွက်များများစားခိုင်းတယ်ရေနွေးနွေးလေးတောက်အသီးအရွက်များများစားခိုင်းတယ်အခုတလောစီကြော်နဲ့ရေခဲတွေကိုရှောင်ခိုင်းတယ်ကိုယ်ခန္ဓာကိုယ်ကိုနွေးနွေးထွေးထွေးနေများများအနားယူအလုံး2ရက်3ရက်နားရမယ်တဲ့ကျွန်တော်အလုပ်ခွင့်ယူရတော့မယ် စေပေခံမစေတွာယူပြီးရင်ငွေချင်းပြီးတာနဲ့အိမ်ပြန်မယ်လေကျမရေးကိုခရုဆိုင်နော်ဆရာမြန်ပြောက်ပါစေခင်ဗျာ ကျေးဇူးခင်များလဲကျမ်းမာရေးဂယူးဆိုင်အောင်နောက်မှတွေ့မယ် สถานีวิทยุศึกษา ต่อไปเรามาทบทวนบทสนทนากันนะครับ ทบทวนบทสนทนา မင်္ဂလာပါပင်ဒီနေ့ကျွန်တော်ဆေးရုံသွားမလို့ခင်များလိုက်မလားสวัสดีปนวันนี้ผมจะไปโรงพยาบาลสักหน่อยนะคุณจะไปด้วยกันไหม มิงกลาบาคิมิยาเสียไลแม่เสียเสียเนมกอปูละคิมิยาสวัสดีครับเสียไปด้วยครับเสียไม่สบายเหรอครับ နည်းနည်းလေးနေမကောင်းဖြစ်နေလို့ကိုနည်းနည်းပူနေကြောင်းနာပြီးတော့ခေါင်းကိုက်နေတာ2ရက်3ရက်လောက်ရှိပြီမပြောက်သေးဘူးสึกตัวร้อนๆเจ็บคอปวดหัวมา 2-3 วันแล้วยังไม่หายเลย ဟုတ်ကဲ့ဆရာဒါဖြင့်ကျွန်တော်တို့တွေစေယုံအချေမာတွေကြမယ်ခင်ဗျာครับဆရာถ้าอย่างนั้นเราเจอกันที่หน้าโรงพยาบาลถ้าอย่างนั้นเราเจอกันที่หน้าโรงพยาบาลเลยนะครับ ရတယ်ပင်ရှင်းနိုင်လောက်ဆေးရုံရှိမှတွေ့မယ်နောက်ကြရင်လူများလိမ့်မယ်ได้ปนสัก8 โมงเราเจอกันที่หน้าโรงพยาบาล ဟုတ်ကဲ့ဆရာချေနာယီစေယုံအချေမာတွေ့မယ်ခင်ဗျာครับဆရာ8 โมงเจอกันหน้าโรงพยาบาลนะครับ อ้าวปืนအချိန်အတီးကြပဲ့နော်လာကျွန်တော်တို့အထဲဝင်ကြမယ်อ้าวปืนมาตรงเวลาเลยนะไปเราเข้าไปข้างในกัน ဒီမှာပြည်သူစစ်ဆန်ရေးကောက်တာမင်္ဂလာပါတာဝန်ရှိသူများခင်ဗျာကျွန်တော်ဆရာနေမကောင်းဖြစ်အန်တာကိုစစ်စေဖို့ဘာတွေလို့ဖို့လိုအပ်လဲခင်ဗျာဆရာခင်ဗျာသူတို့ကပြောတယ်လူနာတွေကိုစစ်စေပေးတဲ့နေရာကိုတွာဆက်တွာပြီးတာဝန်ရှိသူတွေက
ลูนาแยยอกาลัคนากูเมโบเลนี่เคาน์เตอร์ประชาสัมพันธ์สวัสดีครับคุณเจ้าหน้าที่ครูผมไม่สบายจะมาตรวจร่างกายต้องทำอย่างไรบ้างครับอ๋อสยาครับไปติดต่อที่จุดคัดกรองผู้ป่วยครับเพื่อให้เจ้าหน้าที่ซักประวัติอาการของผู้ป่วย ကျွန်တော်ကိုရေးရာဇဝင်ဖြည့်ပြီးသားပြီးတော့လူနာကပ်ပြားလည်းရှိပြီးပြီလူမှုရေးအာမခံကပ်ပြားသုံးမယ်သွားမယ်ปืนပြီးတော့လူနာကပ်ပြားလည်းရှိပြီးပြီလူမှုရေးအာမခံကပ်ပြားသုံးမယ်သွားမယ်ปืนผมเคยกรอกประวัติและทำบัตรผู้ป่วยไว้แล้วใช้บัตรประกันสังคมဆရာခင်ဗျာကျွန်တော်တို့တူနာပယုဆရာမကယုံမေတဲ့လူနာစစ်စေတဲ့နေရာရောက်ပြီးရင်သူတို့ပါတွေလုတ်ไข่องมาแลခင်ဗျာဆရာครับเมื่อเราถึงจุดคัดกรองผู้ป่วยที่มีคุณพยาบาลซักประวัติอาการแล้วเขาต้องให้เราทำอะไรอีกหรือသိမှုအတွက်လုံပိုင်ခွင့်တွေကိုမေးမြန်းပြီးသူတို့သွေးပေါင်ချိန်မယ်အပူချိန်တိုင်းအရက်တိုင်းကိုအလေးချိန်ချိန်မယ်ပြီးတော့သူတို့ကျွန်တော်တို့ရဲ့ကိုရေးမှတ်တမ်းမှာဖြည့်ပေးမယ်လေพอคุณพยาบาลซักประวัติอาการคุณพยาบาลซักประวัติอาการสิทธิ์การรักษาพยาบาลเรียบร้อยแล้วเขาก็จะวัดความดันวัดอุณหภูมิวัดส่วนสูงชั่งน้ำหนักแล้วเขาก็กรอกประวัติเราอ๋อဒီမှာလေဆရာလူနာစစ်စေးတဲ့နေရာလူနာစစ်စေးတဲ့နေရာတူနာပယုဆရာမနှစ်ယောက်ထိုင်းနေတယ်ကျွန်တော်ဒီမှာပဲထိုင်ส่องနေမယ်ခင်ဗျာนี่ไงครับဆရာจุดคัดกรองผู้ป่วยคุณพยาบาลนั่งอยู่2 คนเลยจุดคัดกรองผู้ป่วยคุณพยาบาลนั่งอยู่2 คนเลยผมนั่งรออยู่ที่นี่นะครับမင်္ဂလာပါခမကျွန်တော်ခေါင်းကိုက်လဲချောင်းနာချောင်းဆိုးချွဲတလိပ်လဲရှိတယ်အဖျားရှိပြီးကိုပူနေတယ်လို့ရက်3ရက်လောက်ရှိပြီနာရီလဲကြတယ်ခမကျွန်တော်လူမှုရေးအာမခံခြင်းကိုသုံးပြီးကုမယ်ခမสวัสดีครับผมมีอาการปวดหัวเจ็บคอไอมีเสมหะรู้สึกว่ามีอาการไข้ตัวร้อนร่วมด้วยครับเป็นลูกหลายด้วยครับขอใช้สิทธิประกันสังคมรักษาครับပြီးပြီလားခင်ဗျာဆရာဘယ်လိုနေလဲခင်ဗျာသွေးထိုးနဲ့ကိုယ်အပူချိန်เรียบร้อยแล้วครับဆရာเป็นยังไงบ้างครับอาการความ สถานีวิทยุศึกษา သူတို့ပြောတာကဆရာဝန်နဲ့တွေ့ဖို့စောက်ရမယ်တဲ့သွေးတို့ကတော့ပုံမှန်ပဲဒါပေမဲ့ကိုယ်အပူချိန်နည်းနည်းမြင့်တယ်တဲ့ကျွန်တော်ထင်တာကရာသီဥတုခဏခဏပြောင်းလဲတယ်လေကိုယ်အပူချိန်နည်းနည်းမြင့်တယ်တဲ့ကျွန်တော်ထင်တာကရာသီဥတုခဏခဏပြောင်းလဲတယ်လေမိုးရာသီမှာပူလိုက်အေးလိုက်ဆိုတော့ဖြတ်တတ်တယ်လေเปิดและจะดีทาองเขาว่าให้รอพบหมอก่อนส่วนวัดแล้วปกติแต่อุณหภูมิก็สูงนิดหน่อยช่วงนี้ผมว่าอากาศเปลี่ยนแปลงบ่อยหน้าฝนเดี๋ยวหนาวเดี๋ยวร้อนก็ไม่สบายได้ก็ระวังไว้เปินဆရာတုံးกินနံပါတ်ဘယ်လောက်လဲခင်ဗျာနံပါတ်5ဟုတ်လားခင်ဗျာသူတို့ခေါ်နေပြီနံပါတ်5แย่จอตูဆရာได้รับบัตรคิวเบอร์อะไรครับเบอร์5ใช่ไหมครับเขาเรียกแล้วนะครับเบอร์5แย่จอตูอ๋อได้องแม่คณะเศร้าหนอเปินอ้าวเหรองั้นผมไปพบคุณหมอก่อนนะรอเดี๋ยวนะเปินบีตัวบีลาခင်ဗျာဘယ်လိုနေလဲခင်ဗျာဆရာဝန်ဘာပြောသေးလဲเรียบ
เรียบร้อยแล้วเหรอครับ เป็นอย่างไรบ้างครับ คุณหมอเขาว่ายังไงบ้าง สถานีวิทยุศึกษา ဆရာဝန်ကပြောတယ်ကျွန်တော်တုတ်ကွေးဖြစ်တာသွေးလွန်တုတ်ကွေးဖြစ်မှတတိထားတဲ့ရေနွေ့နွေ့လေးတောက်အခုတလွန်စီကြော်နဲ့ရေခဲတွေကိုရှောင်ဟိုင်းတယ်ကိုယ်ခန္ဓာကိုနွေ့နွေ့ထွေးထွေးနေမြတ်မြတ်အနာယူအလုတ်2ရက်3ရက်နားရမယ်တဲ့ကျွန်တော်အလုတ်ခွင့်ယူရတော့မယ်คุณหมอเขาว่าผมเป็นไข้หวัดให้ระวังหมอเขาว่าผมเป็นไข้หวัดให้ระวังไข้เลือดออกไว้ด้วยให้ดื่มน้ำอุ่นกินผักผลไม้เยอะๆช่วงนี้งดของทอดของมันและน้ำแข็งทำร่างกายให้อบอุ่นพักผ่อนให้เพียงพองดทำงานสัก 2-3 วันนะผมต้อง และเซเปคันมาเจตัวยูบีหยินงวยชินปีดาแน่เองเปลี่ยนแม่ดิจะมาเยกูขยุใส่เนาะเสียเมียนเมียนเปี้ยวบาเซคิมยาครับ ไปรับยาที่ห้องยา ครับ ไปรับยาที่ห้องยา เสร็จแล้วจ่ายเงินก็กลับบ้าน รักษาสุขภาพด้วยนะครับ หายไวๆนะครับ ကျေးဇူးပဲปืนခင်ဗျားလည်းကျမ်းမာရေးဂရုစိုက်အောင်နောက်မှတွေ့မယ်တွေ့นะเดี๋ยวเจอกันใหม่ ช่วงเรียนรู้คำศัพท์ โรงพยาบาล ဆေးရုံဆေးရုံ ไม่สบาย ရုံဆေးရုံ ไม่สบาย နေမကောင်းနေမကောင်း เป็นไข้ ဖျားဖျား มีอาการ လက္ခဏာလက္ခဏာ ตัวร้อน ကိုယ်ပူကိုယ်ပူ เจ็บคอ လဲချောင်းနာလဲချောင်းနာ ปวดหัว ခေါင်းကိုက်ခေါင်းကိုက် หะ တလိပ်တလိပ် ไอ ချောင်းဆိုးချောင်းဆိုး มีน้ำมูก နှာရည်ယိုနှာရည်ယို ยังไม่หาย မပြောက်သေးဘူးမပြောက်သေးဘူး เคาน์เตอร์ ကောင်တာကောင်တာ ประชาสัมพันธ์ ပြည်သူစစ်ဆန်ရေးပြည်သူစစ်ဆန်ရေး เจ้าหน้าที่เจ้าหน้าที่ တာဝန်ရှိသူတာဝန်ရှိသူ ตรวจร่างกาย ခန္ဓာကိုယ်စစ်ဆေးခန္ဓာကိုယ်စစ်ဆေး ติดต่อ စစ်တွဲစစ်တွဲ คัดกรองผู้ป่วย လူနာစစ်ဆေးရေးနေရလူနာစစ်ဆေးရေးနေရ ซักประวัติ တမိုင်းကြောင်းမေးမြန်းတမိုင်းကြောင်းမေးမြန်း ผู้ป่วย မေးမြန်း ผู้ป่วย လူနာလူနာ สิทธิการรักษาพยาบาล စစ်ဆေးမှုအတွက်လုပ်ပိုင်ခွင့်စစ်ဆေးမှုအတွက်လုပ်ပိုင်ခွင့် คม လူမှုရေးအာမခံကပ်ပြာလူမှုရေးအာမခံကပ်ပြာ ความดัน သွေးပေါင်ချိန်သွေးပေါင်ချိန် วัดอุณหภูมิภูมิ ကိုယ်အပူချိန်တိုင်း ที่นี่ สถานีวิทยุศึกษา ကိုယ်အပူချိန်တိုင်း วัดส่วนสูง အရက်တိုင်းအရက်တိုင်း ชั่งน้ำหนัก
ကိုအလေးချိန်ချိန်ကိုအလေးချိန်ချိန် กรอกใบประวัติ ကိုရေးရာဇဝင်ဖြစ်ကိုရေးရာဇဝင်ဖြစ် พยาบาล သူနာပြုဆရာသူနာပြုဆရာမ สถานีวิทยุศึกษา หมอ ဆရာဝန်ဆရာဝန် นั่งรอ ထိုင်ဆောက်ထိုင်ဆောက် ระวัง ထိုင်ဆောက် ระวัง တတိထားတတိထား ไข้เลือดออก သွေးလွန်တုပ်ကွေးသွေးလွန်တုပ်ကွေး ดื่มน้ำอุ่น ေနွေးတောက် กินผักผลไม้ တက်တီးဟင်းရွက်စားတက်တီးဟင်းရွက်စား ห้ามกินของทอดของมัน စီကြော်မစားရမစားရစီကြော်မစားရ ห้ามกินน้ำเย็น ရေအေးမတောက်ရရေအေးမတောက်ရ ทำร่างกายให้อบอุ่น ကိုခန္ဓာကိုနွေးနွေးထွေးထွေးနေ พักผ่อนให้เพียงพอ များများအနားယူများများအနားယူ ลางาน အလုတ်ခွင့်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  รับยา အလုတ်ခွင့်အလုတ်ခွင့် ห้องยา စေပေကံစေပေကံ จ่ายเงิน ပိုက်ဆံပေး รักษาสุขภาพด้วยนะ ကျမ်းမာရေးဂရုစိုက်ကျမ်းမာရေးဂရုစိုက် หายไวๆนะ မြန်မြန်ပျောက်ပါစေမြန်မြန်ပျောက်ပါတွေ့မယ်နောက်မှတွေ့မယ် ทบทวนบทสนทนากันอีกครั้งนะครับ မင်္ဂလာပါปืนဒီနေ့ကျွန်တော်ဆေးရုံသွားမလို့ခင်ဗျားလိုက်မလား มิงกลาบาคิมยาเสียไล่แม่เสียเสียบาคิมยาเสียไล่แม่เสียเสียเนมกองผูลาคิมยา နည်းနည်းလေးနေမကောင်းဖြစ်နေလို့ကိုနည်းနည်းပူလဲချောင်းနာပြီးတော့ခေါင်းကိုက်နေတာ2ရက်3ရက်လောက်ရှိပြီနေတာ2ရက်3ရက်လောက်ရှိပြီမပြောက်သေးဘူး ဟုတ်ကဲ့เสียဒါဖြင့်ကျွန်တော်တို့တွေးစေယုံအချက်မှာတွေ့ကြမယ်ခင်ဗျာ ရတယ်ปืน8နာရီလောက်ဆေးရုံရှိမှတွေ့မယ် เช่นนายีเซยงအချက်မှာတွေ့မယ်ခင်ဗျာ สถานีวิทยุศึกษา ဟေးปืนအချိန်အတိအကျပဲနော်လာကျွန်တော်တို့အထဲဝင်ကြမယ် ဒီမှာပြည်သူစစ်စံရေးကောက်တာစစ်စံရေးကောက်တာမင်္ဂလာပါတာဝန်ချီတူမြာခင်ဗျာကျွန်တော်ဆရာနေမကောင်ဖြစ်နေလို့ခန္ဓာကိုစစ်စေဖို့ဘာတွေ့လို့ဖို့လိုအဲ့လဲခင်ဗျာပြောတယ်လူနာတွေကိုစစ်စေဝေတဲ့နေရာကိုတွားဆက်တွားပြီးတာဝန်ချီတူတွေကလူနာရဲ့ယောဂလက္ခဏာကိုမေဖို့လေကျွန်တော်ကိုရေးရဆိုရင်ဖြည့်ပြီးသားပြီးတော့လူနာကပ်ပြားလည်းရှိပြီးပြီလူမှုရေးအာမခံကပ်ပြားသုံးမယ်သွားမယ်ปืน ဆရာခင်ဗျာ
จุนอโดตูนาปยุสยามากะยอกาลัคนาตมัยจองเมแดะลูนาစစ်စေတဲ့နေရာရောက်ပြီးရင်သူတို့ပါတွယ်လှုပ်ခိုင်အောင်မလဲခင်ဗျာ သူနာပြုတ်ဆီယာမကယောဂလက္ခဏာကိုမေးစစ်ဆေးမှုအတွက်လုံပိုင်ခွဲတွေကိုမေးမြန်းပြီးရင်သူတို့သွေးပေါင်ချိန်မယ်အပူချိန်တိုင်းအရက်တိုင်းကိုယ်လေးငိမ်ချိန်မယ်ပြီးတော့သူတို့ကျွန်တော်တို့ရဲ့ကိုယ်ရေးမှတ်တမ်းမှာဖြည့်ပေးမယ်လေ ဒီမာလေဆရာလူနာစစ်စေတဲ့နေရာသူနာပယုဆရာမနှစ်ယောက်ထိုင်နေတယ်ကျွန်တော်ဒီမှာပဲထိုင်ဆောင်နေမယ်ခင်ဗျာ နော်ခေါင်းကိုက်လဲချောင်းနာချောင်းဆိုးချွဲတလိမ့်လဲရှိတယ်အဖျားရှိပြီးကိုပူနေတယ်လို့ခံစားနေရတယ်ခမဖြစ်တာ2ရက်3ရက်လောက်ရှိပြီနာရင်လဲကြတယ်ခမကျွန်တော်လူမှုရေးအာမခံခြင်းကိုသုံးပြီးကုမယ်ခမ ပြီးပြီလားခင်ဗျာဆရာတွေးတိုးနဲ့ကိုအပူချင်း သူတို့ပြောတာကဆရာဝန်နဲ့တွေ့ဖို့စောက်ရမယ်တဲ့သွေးတို့ကတော့ပုံမှန်ပဲဒါပေမဲ့ကိုအပူချိန်နည်းနည်းမြင့်တယ်တဲ့ကျွန်တော်ထင်တာကရာသီဥတုခဏပြောင်းလဲတယ်လေမိုးရာသီမှာပူလိုက်အေးလိုက်ဆိုတော့ဖြတ်တတ်တယ်လေပင်လက်တတိထားအောင် ဆရာတုံးကင်နံပါတ်ဘယ်လောက်လဲခင်ဗျာနံပါတ်5ဟုတ်လားခင်ဗျာသူတို့ခေါ်နေပြီနံပါတ်5ရဲကျော်သူ ခဏဆောင်တော့ပင် ပြီးသွားပြီလားခင်ဗျာဘယ်လိုနေလဲခင်ဗျာဆရာဝန်ပပြုတ်သေးလဲ ဆရာဝန်ကပြောတယ်ကျွန်တော်တုတ်ကွေးဖြစ်တာသွေးလွန်တုတ်ကွေးဖြစ်မှတတိထားတဲ့ရေနွေးလေးတောက်အသီးအရွက်များစားခိုင်းတယ်အခုတလောစီကြော်နဲ့ရေခဲတွေကိုရှောင်ခိုင်းတယ်ကိုခန္ဓာကိုယ်ကိုနွေးထွေးနေများအနားယူအလုပ်2ရက်3ရက်နားရမယ်တဲ့ကျွန်တော်အလုပ်ခွင့်ယူရတော့မယ် ဟုတ်ကဲ့စေပေခံမစေတွာယူပြီးရင်ငွေချင်းပြီးတာနဲ့အိမ်ပြန်မယ်လေကျမရေကိုခရုဆိုင်နော်ဆရာမြန်ပြောက်ဆရာမြန်ပြောက်ပါစေခင်ဗျာ ကျေးဇူးပဲပင်ခင်များလဲကျမ်းမာရေးဂယူးဆိုင်အောင်နောက်မှတွေ့မယ် ครับวันนี้เราได้เรียนรู้บทสนทนาเกี่ยวกับการไปโรงพยาบาลกันและการภาษาพม่าชุดไทยพม่าพาทีได้ในโอกาสต่อไปครับ สวัสดีครับ မင်္ဂလာပါခင်ဗျ สถานีวิทยุศึกษา